ဘုနကတက်မတော်တန်လက်နဲ့ချအလင်းဝင်တာကိုလောင်နေကြရဟုတ်လားဒီဘက်တို့ကျွန်တော်ပြပြမယ်ဘုနကလူကောင်းဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် PSK channel ကနေကြိုဆိုလိုက်ပါတယ်ကိုညီထူးပြောလို့နားထောင်ကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါကျွန်တော်အစောကြီးကသိတယ် तू ကတော်လန်ရေးလှုပ်ချင်တယ်ဆိုတဲ့စိတ်သူ့မှာရှိတယ် तू ကတက်မတော်ကိုတိတန့်တော်လာတာ तू ကအကျန်းဖက်လို့ရဘာမှမလုပ်ဘူးဘုနကဘယ်တရားကိုမိုင်းခွဲတာခင်ဗျားတို့ကြားဘူးလေဘယ်ဆေးရုံဖြက်စီးတာကြားဘူးလေသူ့ရဲ့ခံယူချက်ကဒီကောင်အမျိုးသားတပ်ဗမာအမျိုးသားတပ်မတော်ကိုဖွဲ့စည်းပြီးတော့ तू ကတပ်မတော်စစ်အာဏာရှင်ပြုတ်ချရေးကို तू တခုတည်းလုပ်ချင်တာ तू ကကျွန်တော်သူ့အကြောင်းယူသိတယ်ကျွန်တော် तू ကပြည်သူကိုလည်းပို့ပြူတယ်ဗျပြည်သူကလက်မခံရင် तू ချက်ချင်းနှုတ်ထွက်ပါမယ်လို့လည်း तू ပြောထားတာရှိတယ်ခုနကအကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်လိလာတယ်လို့ပြောမယ်ဆိုတော့အများကြီးပဲဗျဒါပေမဲ့ကျွန်တော်အတူကျုံပြောတာအခု तू လှုပ်တဲ့လှုပ်ရက်ကမှန်တယ်အဓိက तू ကတော်လန်ရေးကိုသွားကျင်တာလေအခုကတော်လန်ရေးချင်းချင်းပြန်တက်ရမယ့်ဘဝတွေရောက်နေပြီ UNG ကခုနကစွမ်းထက်လာတယ်ပေါ့ဗျာသူတို့ရဲ့အမိန့်ကိုလည်းမနာခံဘူးပေါ့သူတို့နဲ့လည်းမပူးပေါင်းဘူးဆိုပြီးတော့ခုနကကို तू အပြက်ရှင်းကျင်တာ UNG ကဒါကြောင့်ခုနကသူ့ရဲ့စိတ်တဲ့အမှန် तू ကတက်မတော်ကို तू ကတော်လန့်ကျင်တာဆရာနာကျင်စနစ်ကိုပြုတ်ချကျင်တာပေါ့ဗျာ तू လည်းအများကြီးတူပါပဲအယူလေးနည်းနည်းမှားသွားတာပေါ့နော်ထားပါတော့ဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ကိုကျွန်တော်ကြိုက်တယ်အခု तू ဟာအဖြူမဲကွဲသွားပြီ UNG နဲ့သွားပြီးတော့အမိန့်နာခံမဲ့ပူးပေါင်းမဲ့သူတမ်းပြီးပြတ်မယ်အကျန်းဖက်လုပ်ရည်လုံနေတာကို तू သိတယ်ဒါကြောင့် तू တက်မတော်မှာတနေ့ချပြီးတော့ तू အလင်းဝင်လာတာဒါကျွန်တော်တို့ကြိုးဆိုတယ်ဘုနကအစိုးရတွေကရက်တီချက်မှန်နေဗျာ तू ကတစ်ခုဆိုတစ်ခုပဲလုပ်တယ်သူ့အဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတယ် UNG ကသူ့ရဲ့အမိန့်ကိုမနာခံလို့ तू လိုချင်တဲ့ပုံစံတွေကိုမဝင်လို့ဘုနကားကိုလုပ်တာဘုနကားတစင်ထောင်နေပေါ့ပြောရရင်ဘုနကားကိုအညာမှာတော်တော်များလက်ခံလာပြီဗျာသူအင်အားလည်းကြီးလာပြီအဲ့ဒါကိုဖြူကျင်တာသူတို့စင်ပြန်ထောင်တယ်လို့သတ်မှတ်ချင်တာ NUG အောက်ကိုမဝင်ရင်ဘုနကားကိုဘာတိုက်မယ်ဘာညာကြောင်းကြပြီလေအဲ့လိုအကောင်တွေပေါ်လိုက်တာပဲအဲ့ကြောင့်ဘုနကားကိုကျွန်တော်ထောက်ခံတယ်ခင်ဗျားရဲ့လုပ်ရက်ကမှန်တယ်ဘာပဲဖြစ်ဖြစ်ခင်ဗျားတက်မတော်ပူးပေါင်းပါအကြမ်းဖက်လုပ်ရတွေနဲ့ပတ်သက်ပြီးခင်ဗျားသိတာရှိရင်တက်မတော်ကိုချပြပါတော်လည်းရေးလောက်တာနဲ့ဖျက်ဆီးတာမတူဘူးရငါတို့ကမှားနေတယ်တော်လည်းရေးလောက်တာတက်တက်ဖျက်ဆီးတာတက်တက်တိုင်းပြည်ကိုအခု NUG တို့လုပ်ရကတိုင်းပြည်ကိုဖြိုချဖျက်ဆီးတာတက်မတော်တခုတည်းကိုတိုက်တာမဟုတ်မြန်မာနိုင်ငံကြီးကိုပါဖျက်ဆီးပစ်တာဒါကြောင့်တက်မတော်လုပ်တဲ့လုပ်ရမှန်သမျှအားလုံးကိုသူတို့စန့်ကျင်ကန့်ကွက်နေတယ်တက်မတော်ကအကောင်းတာတွေလည်းအများကြီးရှိပါတယ်ဗျာခင်ဗျားတို့ NUG ကကောင်တွေဘာစောင့်စစ်ရှိလို့လဲခင်ဗျားတို့မှာဘာအဆင့်ရှိလဲကိုကိုပြန်ပေးသားခင်ဗျားတို့မှာဘာအရေးချင်းရှိလဲဘာအရေးချင်းမှမရှိဘူးဒါကိုတနေ့ကဘာသိလာလိမ့်မယ်